ကထိန်ကျောင်းမလေးသိဘုရားမလေးစိတနစ်မာတကြောင်းလေးအကြောင်းမာတစ်ချိန်နဲ့တလမာတစ်ချိန်နဲ့သာညီညာစင်တွေတရားလုံးချင်းညဉ့်ညံလို့မစေအချိန်သာခီးရလူတန်းရလို့ကြည်နူးတရားကြည်ရွာဒီသားဒလိအထာကကြည်နူးစရာပုံညာဝိတ္တနာရဲ့ပထမခြေလမ်းမှာမုံမြတ်တဲ့ကထိန်မွဲပါမုံမြတ်တဲ့ကထိန်မွဲပါဝတ်ချုံကြည်ရွာစီပြောတဲ့ကြည်ညဉ့်ညံလေးတာလူငယ်မောင်မဲကောင်းမှုပြုတဲ့ကထိန်မွဲပါတင်ငမ်းမကထိန်ကျောင်းမလဲသိဗျဘုရားမလဲစိတနစ်မာတကြောင်းနဲ့အကြောင်းမာတစ်ချိန်နဲ့တလမာတစ်ချိန်နဲ့သာညီညာစင်တွေတရားလုံးချင်းညဉ့်ညံလို့မစင်အချိန်သာခီးရလူတန်းညလို့ကြည်နူးတရားကြည်ရွာဒီသားဒလိထားကကြည်နူးစရာပုံညာဝိတ္တနာရဲ့ပထမခြေလမ်းမှာမုံမြတ်တဲ့ကထိန်မွဲပါမုံမြတ်တဲ့ကထိန်မွဲပါဝတ်ချုံကြည်ရွာစီပြောတဲ့ချင်းညဉ့်ညံလေးတာနတ်မောင်မျိုးနဲ့ဝတ်ချုံကြည်ရွာကထိန်မွဲကြီးကအလုံးမင်းပြောစရာအားထားလို့ဦးထိပ်ပန်းကဆရာတော်ရှင်မြတ်ကြီးကိုကျွန်တော်တို့မြောက်ကျောင်းကဆရာတော်ဦးနိပူနာရှမ်းမြောက်နယ်တီဘောမျိုးမှာရရွှေကိုပရိယတ်တီဗရဏနာယကမြတ်ဆရာတော်ဗရဏသူနန္နာတာရဏတဇဓမ္မစရိယာဦးဆောင်ပါဝင်လူသာကျွန်တော်တို့ရွာကထိန်မွဲမှာကျွန်တော်တို့ရွာကထိန်မွဲမှာဝတ်ချုပ်ရွာကထိန်မွဲမှာပြောတရားရွှေတရားပုံညဝိတ္တနာသိပွဲစုပေါင်းကမကွေးတိုင်းဒေသကြီးနတ်မောင်မြို့နယ်ဝတ်ချုပ်ကြီးရွာပုံညဝိတ္တနာအသင်းဖွဲ့မှာအမျိုးသားအမျိုးသမီးလေးများရဲ့စုပေါင်း၍ကုသိုလ်ပြုကြတဲ့ပထမဦးဆုံးစတင်ကျင်းပသောကထိန်ပွဲကြီးမှာရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့မြရွှေကူပရိယတ်တီဗရဏနာယကဆရာတော်သာသနာတဇဓမ္မစတိယာဆရာတော်ဦးသူနန္ဒဦးဆောင်ပါဝင်၍ကုသိုလ်ပြုနေသောဝတ်ချုပ်ကြီးရွာကထိန်ပွဲကြီးမှာတော့ဘဝထံမကကြက်ပြန်မကြစီကားနေလေရပါခမညာလူငယ်မောင်မဲကောင်းမှုပြုတဲ့ကထိန်ပွဲပါတင်ငမ်းမကထိန်ကျောင်းမလဲသိခမဘုရားမလဲစိတနစ်မာတကြောင်းနဲ့အကြောင်းမာတစ်ချိန်နဲ့တလမာတစ်ချိန်နဲ့သာညီညာစင်တွေတရားလုံးချင်းညဉ့်ညံလို့မစေအချိန်သာခီးရလူတန်းညလို့ကြည်နူးတရားကြည်ရွာဒီသားဒလိထားကကြည်နူးစရာပုံညာဝိတ္တနာရဲ့ပထမခြေလမ်းမှာမုံမြတ်တဲ့ကထိန်မွဲပါမုံမြတ်တဲ့ကထိန်မွဲပါဝတ်ချုံကြည်ရွာစီပြောတဲ့ချင်းညဉ့်ညံလေးတာနတ်မောင်မျိုးနဲ့ဝတ်ချုံကြည်ရွာကထိန်မွဲကြီးကအလုံးမင်းပြောစရာအားထားလို့ဦးထိပ်ပန်းကဆရာတော်ရှင်မြတ်ကြီးကိုကျွန်တော်တို့မြောက်ကျောင်းကဆရာတော်ဦးနိပူနာရှမ်းမြောက်နယ်တီဘောမျိုးမှာညရွှေကိုပရိယတ်တီဗရဏနာယကမြတ်ဆရာတော်ဗရဏသူနန္ဒသာသနာတဇဓမ္မစရိယာဦးဆောင်ပါဝင်လူသာကျွန်တော်တို့ရွာကထိန်မွဲမှာကျွန်တော်တို့ရွာကထိန်မွဲမှာဝတ်ချုပ်ရွာကထိန်မွဲမှာပြောတရားရွှေတရားပုံညဝိတ္တနာသိဖွဲ့စုပေါင်း